မင်္ဂလာပါယနေ့တောင်ကိုရီးယားနိုင်ငံကိုလာဖို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကနေအကြောင်းမျိုးမျိုးနဲ့စူးစမ်းနေတဲ့ညီငယ်တွေအတွက် E9 visa EPF G2G ဆိုအချင်းချိတ်ပြီးခေါ်တဲ့ visa အကြောင်းရယ်ကျွန်တော်တို့လာခဲ့တဲ့ E73 visa ရဲ့ရပိုင်ခွင့်တွေပေးဆက်ရမယ့်အကြောင်းတွေခံစားခွင့်တွေဒီရောက်ရမယ့်ခွင့်ရည်တွေအကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာဘုဒ္ဓတာဖြစ်စုံစုံလင်းလင်းပြန်လည်မျှဝေပေးထားပါတယ်ဘုဒ္ဓတာရမယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာအရင်ဆုံး EPF E9 visa ကတော့ကျွန်တော်နိုင်ငံကလူငယ်တွေတော်တော်များများလေးရင်းနှီး visa ဖြစ်ပါတယ်ခေါ်နေတာလည်းတက်တန်းတော်ကြာနေတဲ့ visa မျိုးစားဖြစ်ပါတယ် E9 visa ကတော့ EPF ဆောင်မှုပဲဘာသာစကားကျွမ်းကျင်မှုဆောင်မှုပဲကိုဖြည့်ပြီးတော့ခေါ်နေတဲ့လက်ရှိခေါ်နေတဲ့အမျိုးအစားတွေကတော့ဆော်လိုရေးစိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းတွေဖြစ်ပါတယ်အဲ့ဒီမှာမှကုန်ထုတ်ကိုပဲအများဆုံးဝင်ရောက်ပြီးတော့ထွားနေတဲ့လူငယ်တွေရများပါတယ်ဘာလို့လဲဆိုတော့ကုန်ထုတ်လုပ်ငန်းကဦးဒီကောင်းနဲ့အရေးထဲမှာလောက်ရတယ်ဆိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တခြားစိုက်ပျိုးရေးဆော်လိုရေးလုပ်ငန်းတွေကတော့ပြင်ပနေလို့သူတို့ယူဆကြလို့ဖြစ်ပါတယ်ဗျအဲ့ဒီ EPS ဆောင်မှုပဲကိုသူတို့မေးတဲ့အမှတ်တရမှာအမှတ်ဘယ်လောက်ပေါ်ပြအောင်မှတ်ကတော့80ထပ်သတ်မှတ်တယ်အခုဆိုရင်တော့အမှတ်တွေမြင့်ထားတယ်လို့ပြောပါတယ်ဗျအဲ့ဒီအောင်မှတ်မြင့်ထားတဲ့အထက်မှာမှအခုကုန်ထုတ်လုပ်ငန်းရဲ့အောင်မှတ်ကတော့ပို့ပြီးတော့မြင့်ပါတယ်ဗျအမှတ်90ကျော်တချို့ဆိုလဲတရားအပြည့်ရကြပါတယ်ဗျဒါအောင်မှနှစ်နဲ့မြောက်တခြားပါညာတာတွေကတော့ရှိတာပေါ့ဗျအဲ့ဒီအမှတ်ကောင်းတဲ့လူကိုပဲဥစားပေးပြီးတော့ခေါ်နေပါတယ်အမိုးပဲအောင်ပြီးသွားရင်လည်း skater ဆိုတဲ့လက်တွေ့ကြွချင်မှုကိုပြရပါတယ်အင်တာဗျူးဖြေရပါတယ်အဲ့ဒါတွေအောင်ပြီးဆိုတော့မှအစင်းစင်စာဝဆရာအစင်းစင်ဖြတ်တန်းပြီးတော့မှလာနဲ့ကြောင်းနှစ်နဲ့ကြောင်းဆောင်းပြီးတော့မှဒီကိုရောက်လာခြင်းဖြစ်ပါတယ်အဲ့ဒီမှာစံမိုးပဲအောင်ပြီးတော့အင်တာဗျူးအောင်ပြီးတော့ပါလာတဲ့ညီငယ်တွေကတော့ဒီရောက်ရင် E9 ရဲ့ကိုရီးယားနိုင်ငံက E9 visa အမျိုးအစားအတွက်သတ်မှတ်ထားတဲ့ဥပဒေတွေကတော့ပထမဆုံး3နှစ်ဒါလိုက်လုပ်ခွင့်ရှိမယ်ပထမဆုံးခေါ်တဲ့တတိနဲ့3နှစ်ဒါလိုက်လုပ်မယ်သူနဲ့ကြိုက်လို့မှထပ်ပြီးတော့ချုပ်မယ်နောက်ထပ်1နှစ်နဲ့10လပေါင်း4နှစ်နဲ့10လလုပ်လို့ရပါတယ်ဗျဒီမှာ E9 visa အကြောင်းကတော့ကျွန်တော်မြန်မာနိုင်ငံမှာတစ်နှစ်လာဖို့ကြိုးစားနေတဲ့လူငယ်တွေအများကြီးရှိပါတယ်ဒီကလိုအပ်ချက်ကဘလောက်အောင်လဲဘလောက်ကြာလို့အိမ်ပြန်ခောက်သွားရတယ်နောက်တစ်ချိန်ကြိုးစားရတယ်ဆိုတဲ့လူရည်အတွက်တွေအရင်ကြက်နေပါတယ်ဒါတော့ကျွန်တော်ရှေ့ဗီဒီယိုလေးမှာလည်းပြောထားပြီးသားရှိပါတယ်ဗျအခုဗီဇာအကြောင်းပြောတာဆိုတော့အောင်ပြီးတော့ဒီရောက်လာမဲ့လူတွေအောင်ဖို့အတွက်ကြိုးစားနေတဲ့ညီငယ်တွေလည်းသိရအောင်လို့မျှဝေခြင်းဖြစ်ပါတယ်ခုနကအောင်တာကတော့တင်နမလို့တက်ရတယ်ဆိုတဲ့အားတက္ကနာပေါ့ဗျာကျွန်တော်အဲ့ဒါတွေကတော့ရှေ့ဗီဒီယိုတွေမှာပြောထားပြီးသားရှိပါတယ်ဆိုတော့ E9 visa နဲ့ဒီရောက်လာပြီဆိုရင်ခုနအကြမ်းမြင့်မှတ်ထားမှာကရောက်ချင်း3နှစ်စာချုပ်ချုပ်မယ်ပထမဆုံးတစ်ချိန်နဲ့ပြီး1နှစ်နဲ့10လပေါင်း4နှစ်နဲ့10လလို့အကြမ်းမြင့်မှတ်ထားရပါပြီခင်ဗျအခုဒီမှာကြားရတဲ့တင်ကတော့တင်ကောင်းပါခင်ဗျခုနပြောတဲ့ E9 4နှစ်နဲ့10လမဟုတ်တော့ပါဘူးအခုသူတို့ဥပဒေကအခုသမရနဲ့တက်နေတဲ့သမရနဲ့ဆိုတင်ထားတာရှိပါတယ်လွတ်တော်မှာလို့မောင်ကြီးဌာနကနေတင်သွင်းထားတာရှိပါတယ်တောက်လျှောက်E9 visa ကို10နှစ်လောက်ပိုင်ဝင်ပေးဖို့အလုပ်လုပ်ခွင့်ပေးဖို့ passport တက်တန်းအောင်ဒီမှာတိုးပြီးတော့ဒါလိုက်10နှစ်လောက်ခွင့်ပေးဖို့ရဲ့နံပါတ်2ကအိမ်သူဇနီးများကိုမီခို visa နဲ့ခေါ်ဝင်ပေးဖို့ရဲ့ဒါတွေကိုအဆိုတွင်တင်ထားတာဖြစ်ပါတယ်အဲ့ဒါတွေရတဲ့လက်ရှိကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့ချိန်မှာ2026လပိုင်းဖြစ်ပါတယ်အဲ့ဒီမှာဒီတိုင်းဒီသတင်းတွေက line မှာတော်လေးကိုဟောနေပါတယ်ကျွန်တော်လည်းအမြဲတမ်းကြည့်ရပါတယ်ဒီသတင်းတွေဒါပေမဲ့အတီးပြုမပြုတော့6လပိုင်းထဲမှာသိရမယ်လို့ကျွန်တော်ကြားသိရပါတယ်ဗျခုပြောသွားတာကတော့လက်ရှိတောင်ကိုရီးယားနိုင်ငံမှာကျင့်သုံးနေတဲ့ E9 visa ရဲ့အကြမ်းမြင့်စည်းကမ်းချက်တွေဖြစ်ပါတယ်ရောက်လာလို့မှလိုရတဲ့စက်ရုံလိုရတဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်လိုရတဲ့ဆော်လိုရေးလုပ်ငန်းခွင်မှာတွေ့တဲ့တတိနဲ့ကောင်းခြင်းဆိုးခြင်းစာချုပ်ရည်ရှိချုပ်ခြင်းမချုပ်ခြင်းကတော့ဒါကတော့ကန်တရားနဲ့လည်းဆိုင်ပါတယ်ကိုယ့်ရဲ့ကြိုးစားမှုနဲ့လည်းဆိုင်ပါတယ်ဗျအဲ့ဒီမှာကျွန်တော်တို့သိထားတဲ့လောက်ကတော့ E9 visa EPS ဆောင်ဝယ်ဖြည့်ပြီးတော့အောင်မြင်ပြီးတော့ရောက်လာတဲ့လူတွေရဲ့ကုန်ကျငွေကတော့ကျွန်တော်တို့အခုသိထားတဲ့လောက်ကတော့နည်းပါတယ်ဗျသူကတော့ G2G ဆိုရခြင်း government လူ government ချိန်ပြီးလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နိုင်ငံမှာ330 15သိန်းကတော့ကျွန်တော်တို့အလုပ်သမားဝန်ကြီးဌာနကိုစာပေပေါ်ပြစာစနာကြီးဘာညာပြရတာဖြစ်ပါတယ်15သိန်းကတော့ deposit အနေနဲ့တင်ခဲ့ရတာဖြစ်ပါတယ်ကိုဒီမှာအမှုကင်းမဖြစ်ဘူးဘယ်မှာတန်းသွားတယ်ဘယ်မှာတန်းပြန်လာတယ်ဆိုရင်ပြန်ရောက်တဲ့နှစ်မှာဒီ15သိန်းကိုတွင်းထားခဲ့တဲ့15သိန်းကိုဖောင်တင်ပြီးတော့ပြန်ထုတ်လို့ရပါတယ်ဗျတခြားတင်နှန်းကြီးလမ်းစိဘာညာတာကတော့မပါဘူးပေါ့ဗျာတရက်ဝင်330ပဲကုန်ပါတယ်ကျန်တဲ့တင်နှန်းကြီးအဲ့ဒါတွေကတော့ကိုကိစ္စပေါ့ဗျာအခုကတော့လာပါပြီ CI များဗီဇာ E73 visa အကြောင်းကို
ပြောရမယ်ဆိုရင်တော့ကျွန်တော်လက်တွေ့ပေါ့ဗျာကျွန်တော်တို့ဘယ်လိုကြိုးစားခဲ့ရတယ်ဒီကိုရောက်ဖို့ E73 visa နဲ့မာယာအများဆုံး visa လို့ပြောလို့ရပါတယ်ဗျဒီ E73 visa ကိုကျွန်တော်တို့ချမ်းမြေဘယ်လိုနားလဲရမလဲဆိုတော့ semi scale worker လို့ချမ်းမြေနားလဲထားရပါပြီဗျကျွမ်းကျင်လုပ်သားပေါ့ဗျာဒီ E73 visa ကို2000ဝန်းကျင်လောက်ရဲ့တောင်ကိုရီးယားနိုင်ငံကစတင်တက်သွင်းပြီးတော့နိုင်ငံခြားသားလူသမားတွေကိုနည်းနည်းနဲ့ခေါ်နေပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်လာတာ2022မှာလို့ပြောလို့ရပါတယ်7 visa 3နဲ့ခေါ်နေတဲ့လုပ်ငန်းခွင်တွေကတော့လက်ရှိမှာအများဆုံးခေါ်နေတဲ့လုပ်ငန်းခွင်ကတော့တင်မောချင်းလုပ်ငန်းဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံမှာအကြီးဆုံးတင်မောချင်း၃ခုဖြစ်တဲ့ Samsung, Hyundai အရင်က Daewoo ပေါ့ဗျာအခုတော့ Daewoo ကဒီဝါဒီခံတော့နာမည်ပြောင်းပြီးတော့ Hanwha Ocean ဆိုတဲ့နာမည်နဲ့တင်မောချင်းအကြီး၃ခုကနေပြီးတော့ပဲအများဆုံးခေါ်နေတာဖြစ်ပါတယ်ဒါပေမဲ့E73 visa ကိုလုပ်ခိုင်းလို့ရတဲ့ခေါ်ခွင့်ရတဲ့လုပ်ငန်းခွင်တွေကတော့အခုကျွန်တော်ပြောတဲ့တင်မောချင်းလုပ်ငန်းအပါအဝင်ကျန်တဲ့စက်မှုလုပ်ငန်းအကြီးတွေမှာဖြစ်တဲ့ဝယ်တာပိုက်ဖစ်တာပြီးကြတော့လေရင်တောင်မှန်လေရင်ပူပစီထုတ်တဲ့ဆက်ယုံကားပူပစီထုတ်တဲ့ဆက်ယုံဒါတွေအတွက်လည်းခေါ်လို့ရပါတယ်ဗျခေါ်ခြင်းမခေါ်ခြင်းကတော့သူဆက်ဝင်ပါရှင်တတိတွေနဲ့ပဲဆိုင်ပါတယ်ကဲအဲ့ဒီတော့ E73 visa ရဲ့မာယာတွေအကြောင်းကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တွေ့ E73 visa နဲ့တောင်ကိုရီးယားနိုင်ငံကိုလာဖို့အတွက်ကျွန်တော်တို့ဘယ်လိုကြိုးစားခဲ့ရတယ်ဘယ်လိုခက်ခဲခဲ့တယ်ဘယ်လောက်ကြာခဲ့တယ်ဘယ်လောက်ကုန်ကြခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်လည်မြောက်မှာဖြစ်ပါတယ်နောက်လာမယ့်ညီကိုတွေ E73 နဲ့ထွားနေတဲ့ညီကိုတွေရဲ့မိဘပြည်သူတွေရဲ့ကျွန်တော်အမျိုးတွေရဲ့ဘူးသူရရစီဖို့အတွက်ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တို့2021မှာလမ်းကြီးပြောက်ပြီးတော့ဘာလို့ဘာကံမှမသိပါဗျာလုံးနေတဲ့လုံတွေဖြတ်တန်းနေရတဲ့နေ့ရက်တရားလည်းအတိတ်ပဲမရှိသေးလို့ခံစားနေရပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဘာလို့ရင်ကောင်းမလဲနိုင်ငံခြားထွက်ရင်ကောင်းမလားကိုယ့်ရဲ့တငယ်ချင်းတွေလည်းအသီးသီးထွက်သွားကြပြီအများဆုံးတော့စင်ကာပူပေါ့ဗျာဒီမျိုးစုံနဲ့ပေါ့ထွက်သွားကြပြီအဲ့တော့ကိုပြန်ပြီးတယ်ငါရောဘာလုပ်မလဲအချိန်ပြည့်မျက်စိဖွင့်နားဖွင့်နေတယ်ကျွန်တော်တို့က2014မှာကျွန်တော် EPS ဆောင်ဝယ်အောင်ထားပြီးသားပါအကြောင်းမျိုးကြောင့်ဒီကိုမလာဖြစ်တာပါအဲ့ဒီအကြောင်းနဲ့ကျွန်တော်ရှေ့မှာဗီဒီယိုလေးတစ်ခုလုပ်ထားပါတယ်အဲ့ဒီတော့ထားပါတော့2022အတိအကျပြောရရင်10လပိုင်း24ရက်နေ့မှာကျွန်တော်လိပ်စာကလေးတစ်ခုကိုရခဲ့ပါတယ်ကျွန်တော်ကုမ္ပဏီလုပ်နေရန်ကုန်မှာလုပ်နေနေတင်ငင်းတယောက်ကနေပြီးတော့သူကလည်းအလုပ်ငန်းဝင်တွေမှာလာတွေ့တာပါဖုန်းထဲကဆက်ပြီးပြောတာမဟုတ်ပါဘူးတွေ့တော့သူနဲ့စကားပြောပြီးတော့သူကနေပေါ့သူ့အိတ်ကထဲမှာထည့်ထားတဲ့လိပ်စာကလေးကိုကျွန်တော်ပြပါတယ်ဗျအဲ့ဒါကတော့ agency တစ်ခုရဲ့လိပ်စာကလေးပါဘာရေးထားလဲဆိုတော့တောင်ကိုရီးယားနိုင်ငံကိုတော့ဖို့အတွက်တလောက်ဒေါ်လာပေါ့သူကအမေရိကန်ဒေါ်လာနဲ့ကြေညာထားတာပါဗျာဒေါ်လာဘယ်လောက်ရမယ်ပြီးရင်အသက်အရွယ်ကဘယ်အသက်ကနေဘယ်အသက်ထိပေါ့အသက်အရွယ်ရောတော်တော်လေးကိုဟာပေးထားပါတယ်ဗျ45လောက်ထိကိုပေးထားပါတယ်အဲဒီအသက်20လောက်ကနေ10လောက်ကနေ45ထိကိုပေးထားပါတယ်ပြီးရင်ဘာသာစကားကျွမ်းကျင်ရမလို့ဘူးဝရင်ကျွမ်းကျင်ရမယ်မကျွမ်းကျင်သင်တန်းထားပေးမယ်လက်တွေ့အင်တာဗျူးဖြေရမယ်ဆိုတော့ကြော်ညာလေးတွေ့ပါတယ်ဗျအဲ့ဒါရဲ့ရုံးခန်းလိပ်စာအတိအကျရဲ့ဖုန်းနံပါတ်ကိုရခဲ့ပါတယ်အဲ့ရနေစကားစားခဲ့တယ်လို့ပြောလို့ရပါတယ်ဗျအဲ့လိပ်စာကလေးရပြီးတော့2ရက်3ရက်လောက်နေတော့ကျွန်တော်အယုံရောက်သွားပါတယ်ကျွန်တော်တယောက်ထက်သွားတာပါအလုပ်ထဲကနေပြီးတော့ခဏဖတ်သွားတာပါကားယူပြီးတော့အဲ့ဒါရုံးခန်းပေါ်လေးရောက်တော့တွေ့ပါတယ်ဥက္ကဋ္ဌနဲ့ဒီမှာတော့ကျွန်တော်နာမည်ကြီးပြောလို့မရပါဘူးဒါတော့နားလည်ပေးစီချင်ပါတယ်အဲ့ဒါနဲ့ agency ဥက္ကဋ္ဌနဲ့ကျွန်တော်စကားထိုင်ပြောပြပါတယ်တိုက်ဆိုင်ပဲသူနဲ့တန်းတွေ့ရပါဗျရုံးခန်းရှေ့မှာတော့အဲ့ကျိုရှိတယ်ပြီးတော့မှသူ့ရဲ့ရုံးခန်းထဲမှာကျွန်တော်သူနဲ့တန်းတွေ့ပါတယ်လုံးဝပေါ်ပြပါတယ်ဗျဟာညီလေးလာထိုင်ဘာကိစ္စရှိလို့လဲဘာညာပေါ့သူကတော့ပြောတော့ကျွန်တော်အဲ့လိုအကြောင်းပဲလိပ်စာကလေးထုတ်ပြတယ်အေးဟုတ်တယ်တဲ့အဲ့ဒါလေးကျွန်တော်ချမ်းမြေးရှင်းပြပါကိုအဲ့ဒါနဲ့သူပြောတာအားရှိစရာပါဟေ့အောင်ညီလေးတဲ့ငါလည်းအခုမှသိတာတဲ့ငါလည်းအခုမှလူစားစုနေရတဲ့ရေးရအောင်မသိသေးဘူးတဲ့ဒါကအခုမှဒီဗီဇာကငါတို့နိုင်ငံကိုစပြီးတော့လာမယ်လို့ပဲသတင်းကြားသေးတာတဲ့ငါတို့ကလက်ဦးမှုရယူထားတာအားရှိစရာပဲလို့သူကပုံမှန်လည်းသမားပါဗျတခြားဟိုတဘောလည်းကောင်းပါတယ်တခြားဟို agency တွေတို့ကျွန်တော်များတွေ့ဘူးပါတယ်စကားလေးပြောဘူးပါတယ်တွေ့ဝိုက်ပြီးလည်းမပြောပါဘူးမသိရင်မသိဘူးကြာမယ်မြန်မယ်မရှိရရင်မရဘူးစိတ်ပါမှလို့ဘာကြိုတင်မွေးမှလည်းတောင်းထားရင်မရှိပါဘူးဗျဘာတပြားမှကြိုပြီးတော့မတောင်းထားတာပါအဲ့မှာသူကကျွန်တော်မေးတယ်မင်းရဲ့အကြောင်းလေးကိုရင်တော့ကြမ်းပြပြပေါ့ဘာတွေလုပ်ခဲ့ဘူးလဲအခုဘာတွေလုပ်နေလဲပေါ့နော်အခုကဝရီနဲ့ပတ်သက်တဲ့လုပ်ငန်းဆိုတော့အမင်းမကျွမ်းကျင်မှုရှိလားအရင်တော့ကျွန်တော်လည်းပြပြတာပေါ့ကျွန်တော်မလေးရှားမှာ9နှစ်လုပ်ခဲ့တယ်ဒီ CO2 ဝရီနဲ့ပဲ9နှစ်လုပ်ခဲ့ပါတယ်အဲ့ရနေပြန်လာပြီးတော့အခုလက်ရှိရန်ကုန်ကုမ္ပဏီမှာလည်းကျွန်တော်ဝရီနဲ့လုပ်ရတဲ့ဆိုပါဘာသာနေလည်းလုပ်နေပါတယ်ဒါတွေသူ့ပြပြအဲ့ဆိုမင်းရဖြစ်နိုင်ခြေရှိရဲဟိုက certificate တွေပါရောရှိတာရှိပါတယ်လို့ကျွန်တော်လာဦးနိုင်ငံလည်းကျွန်တော်သွားခဲ့သေးတယ်ရေရလေးအစမှာကျွန်တော်ဝရီဆော်ခဲ့ပါတယ်ဆို
အဲဆိုမင်းနောက်နေကြရင်လည်းလိုအပ်တဲ့ချက်လက်တွေအကုန်လုံးယူလာကွာတဲ့မသိရရှိတဲ့ငါကြီးဖုံးဆက်ပြီးတော့မေးတဲ့အနောက်ရက်တွေကျတော့မသွားပြတဲ့ကျွန်တော်ဖုံးဆက်တယ်စားသနဲ့ကျွန်တော်အိမ်မှာပြန်ရှာတယ်ပြန်စုတယ် certificate တွေ passport အဟောင်းတွေပေါ့ဗျာဓာတ်ပုံတွေစာဝတ်စာတမ်းတွေပေါ့အဲ့ဒါတွေကိုစုပြီးတော့နောက်တစ်ချိန်ပြန်သွားတယ်ဗျာသူရှိကိုကျွန်တော်အဲ့ဒီမှာကျွန်တော်သွားခဲ့တဲ့ agency ကအကိုနဲ့ညီတို့ကိုခင်သွားပါတယ်သူအတိကလက်ရှိလုပ်နေတဲ့အဲ့ဒီချိန်တော့လုပ်နေတဲ့အလုပ်ကတော့စင်ကာပူပို့ပေးနေတာပါသူလည်းစင်ကာပူပြန်ညီညာတယောက်ပါအဲ့ရနေမှာ agency ထောင်နေတာပါသူကတော့စင်ကာပူဒါအားတာပါဒီ E73 ကတော့ပထမဆုံးအချိန်သူတို့နောက်တစ်ယောက်နဲ့နောက်ထပ်တစ်ယောက်နဲ့ပူးပေါင်းပြီးတော့လုပ်နေတာဖြစ်ပါတယ် E73 ကတော့ရင်းတင်တန်းကြောင်းတွေတိုးတယ်ကျေပြတ်နေပါဗျာအဲ့ဒါတွေလည်းကြောင်းနေတယ်သူတို့ခုမှစဆောက်တော့တကယ်ကိုအစပါဗျကျွန်တော်တို့ဒီမှာအမြန်လေးသွားလဲရအောင်နည်းနည်းလေးရှင်းလိုက်မယ်အဲ့လိုနဲ့ကျွန်တော်သူနဲ့ခင်ပြီးတော့တင်တန်းကြောင်းမှာကျွန်တော်လိုက်အပ်ပါတယ်သူဖွင့်လာတဲ့တင်တန်းကြောင်းမှာကျွန်တော်ရှေ့မှာတင်တန်းကြောင်းမှာအရင်9ယောက်ရှိထားပါတယ်မန်လီဘက်ကညီကို9ယောက်သူတို့ရောလက်တွေ့ကြောင်းအပ်ပြီးတော့ပထမဆုံးအဲ့ဒါ10သိန်းပြရပါတယ် CO2 ကိုသူတို့ကတော့ကျွမ်းကျင်ဗီဇာတွေလည်းဖြစ်တယ်တင်တန်းသားစီနီယာပေါ့ဗျာကျွန်တော်ရောက်တော့နံပါတ်6ပါကျွန်တော်ပတ်စံ10သိန်းပြီးတော့ကျွန်တော်တင်တန်းတက်ကပါတယ်အနီးက2ပတ်ပေါ့ဗျာတက်ပြီးတော့ပြန်လေးချင်းနဲ့ပြန်စော်တယ်အမှဒီသူတို့ရှိရထုတ်ပြီးမှ certificate ရဖို့အတွက်ကိုကျွန်တော်တို့ကပြန်ပြီးဆောင်ရွက်ဖြည့်ရပါတယ်ဗျကျွန်တော်နိုင်ငံထုတ်ပေးမယ် local ထုတ်ပေးတဲ့ certificate ရဖို့အတွက်ကိုကျွန်တော်ပြန်ဖြည့်ရပါတယ်ဖြည့်တော့အမှ certificate တစ်ခုထပ်ရတယ်ဗျပြီးတော့ကျွန်တော်တို့ CV form တွေရဲ့လိုအပ်တဲ့ဟာတွေကိုသူတို့စုထားတဲ့အကြမ်းမြင်အဲ့လိုနဲ့တတုပ်ပြီးတတုပ်ပေါ့ဗျာ part 1 part 2 part 3 part 4အဲ့လိုမျိုးတတုပ်ပြီးသူ့ကျောင်းသားတွေလာကြတယ်နဲ့ကျွန်တော်တို့တင်တန်းကျောင်းကအယောက်50ဝန်းကျင်လောက်ဖြစ်သွားပါတယ်ဗျအဲ့လိုနဲ့ကျွန်တော်2022ဆယ်လာပိုင်းပေါ့ဗျာအဲ့ရနေစပြီးတော့စလုပ်ပြတယ်ဆိုတော့ဘလောက်ကြာသွားလဲဆိုတော့တကယ်ကျွန်တော်ထွက်ပြတော့2024နှစ်လပိုင်းဆိုနှစ်နှစ်ပတ်ချလဲကြာသွားတော့နှစ်ကျော်နှစ်နှစ်ပတ်ချလဲတော့ကြာသွားပါအဲ့ဒီမှာကျွန်တော်တို့ကျောင်းကလည်းဒီ E73 ဗီဇာကိုလုံနေတဲ့တခြားဟန်ဂေရီတို့တခြားနိုင်ငံတွေပဲတို့တစ်ဖက်ကနေပို့ပေးနေပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ရဲ့ရှေ့မှာ2022နှစ်ကုန်ကန်ကြီးမှာမှဒီ E73 ဗီဇာဈေးဥပေါက်တယ်ပြောလို့ရပါတယ်ကျွန်တော်နိုင်ငံမှာအဲ့ချိန်မှာတောင်ကုန်ဘက်က agency တစ်ခုကနေပြီးတော့ဈေးဥပေါက်ပြီးတော့သူကပို့ဝင်ရလိုက်ပါတယ်ဗျအယောက်50ပထမအဆုံးတော့ပေါ့ဗျအားဆိုကို KB ဒီဗီဇာရုပ်တိရှိသွားပြီတကယ်ငောင်းနိုင်ငံလာပြီကိုဒီเจ้าတော့မရောက်သေးဘူးဗျဒါပေမဲ့နောက်တစ်ခါ2023နှစ်ဆန်းပိုင်းမှာတစ်ခါထပ်လာတယ်ဗျလာပြီးတော့အဲ့တုန်းကတော့အယောက်50အဲ့တုန်းကလည်းနောက်ထပ် agency တစ်ခုကနေပြီးတော့မှထပ်ပြီးတော့ပို့ဝင်ရလိုက်တယ်ဗျအစင်ပြေစွာနဲ့ပေါ့ interview အောင်ပြီးတော့ပို့ဝင်ရလိုက်တယ်ကျွန်တော်ပြောတဲ့50တရားဖြစ်နေဖြစ်မှာဗျာဒါတွေကတော့ဟိုအတိအကျတော့မဖြစ်ပါဘူးဒါပေမဲ့ထားပါတော့ခုန50အောင်နဲ့60အောင်နဲ့100အောင်နဲ့ဆိုတာက50ဖြစ်လို့50အောင်တော့မဟုတ်ပါဘူးရောက်100 200 300ဒါမျိုးတွေသူတို့တွေကကျောင်းသားတွေကိုလက်ခံပြီးတော့မှအင်တာဗျူးမှာစကားစစ်ပြီးတော့မှအောင်ပြီးတော့ကျွန်တော်တို့ရှိရတယ်တွားခဲ့တဲ့စီနီယာတုပ်တွေပါကျွန်တော်တို့ကတတိယတုပ်လို့ပြောလို့ရပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကျောင်းကိုတကယ်ဆက်ဆက်မြဲမြဲနဲ့ဒမန်းကင်ပြီးတော့ရောက်လာတဲ့အချိန်ကတော့2023နှစ်ကုန်ကနေမှဖြစ်ပါတယ်ဗျာအတိအကျပြောရရင်2023 10လပိုင်း17လပိုင်းလောက်မှာကျွန်တော်တို့ကျောင်းကိုဒမန်းကင်ပြီးရောက်လာခြင်းဖြစ်ပါတယ်ဒီဒမန်းဒီလိုအပ်ချက်ခေါ်လာရဖို့ဆိုတာလည်းမြန်မာနိုင်ငံမှာရှိနေတဲ့ဒီ E73 ကိုကြိတ်ပြီးတော့လုပ်နေတဲ့ agent တွေကတယောက်နဲ့တယောက်ပေါင်းပြီးလုပ်တာလည်းရှိတယ်ဗျာတူစီလုပ်နေရလည်းရှိတယ်သူတို့တွေကနေမှဒီတောင်ကိုရီးယားက agency တွေဒီ E73 ကိုလုပ်ပိုင်ခွင့်ရထားတဲ့ agency တွေခေါ်ခွင့်ရထားတဲ့ agency နဲ့သူတို့ကချိန်ရပါတယ်ဗျာခင်မင်းကြီးအောင်ချိန်ရတယ်ငါเจ้าအောင်လာပါငါเจ้าမှာလူပန်းယောက်စုထားတယ်ဓာတ်ပုံတွေလည်းပို့ရတယ်ဒီလိုလေ့ကျင့်နေတယ်ဒီလို agency တွေလူတွေရှိပါတယ် CB ဖိုင်တွေပို့ရတယ်ဒီကလူတွေအတွေ့အကြုံတွေဒီလိုရှိပါတယ်လူပန်းယောက်တော့စုထားပါတယ်ဒီခင်းချင်းတွေကိုဒီဘက်ကိုကိုရီးယားလှမ်းပြရပါတယ်ဗျာအဲ့လိုလှမ်းပြတော့မှဟိုကကိုရီးယားဘက်က agency ကကြိုက်ပြီးဆိုတော့မှဒီเจ้าကိုဒမန်းကန်ပြီးတော့လာတာပါဗျသူတို့မှလည်းကိုเจ้าကိုလာဖို့အတွက်ကိုအဲ့လိုလုပ်ရတာရှိပါတယ်အဲ့ဒီမှာကျွန်တော်เจ้าကို2023နှစ်ကုန်ပိုင်းမှာရောက်လာခဲ့တဲ့အတုပ်ပေါ့ဗျာကျွန်တော်တို့လည်းတအားရင်ခုန်တာပေါ့နည်းနည်းပါစူးစမ်းခဲ့ရတယ်တင်တန်းတွေလည်းအချင်းချင်းတက် certificate တွေလည်းအချင်းချင်းယူပြီးတော့အချင်းချင်းလေ့ကျင့်ပြီးတော့မှလုံတစ်ဖက်နဲ့เจ้าကိုလာခေါ်ရလာအဲ့လိုမျိုးပေါ့ဗျာတလ2ခါ3ခါတစ်ခါကျတလ4 5ခါလာပါတယ်အဲ့ဒီမှာစဖြည့်ပြီးဖြည့်မရကိုရောက်ပြီးဆိုတော့ကျောင်းသားတွေထဲမှာမှကိုယ်စီးနေကောက်ကြတယ်ကျွန်တော်တို့ကျောင်းကအယောက်50ဝန်းကျင်ရှိပါတယ်တကယ် original ကျောင်းသားပေါ့ဗျာတခြားအပြင်ကတင်တန်းကျောင်းကနေပြီးတော့ဓမ္မမရတဲ့တင်တန်းကျောင်းကလည်းကျွန်တော်ကျောင်းကိုလာပေါင်းပြီးတော့သူတို့ရဲ့တပည့်တွေကိုဖြည့်ဆို့ဝင်ပြီးဖို့ record လုပ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီးကနေမှကဲဖြည့်ကြဒါကိုညီကိုတွေပဲတူဒုက္ခရောက်နေကြတယ်သွားဖို့လာဖို့လုပ်နေကြတယ်ပေါ့နော်အဲ့ဒီတော့တတ်မှတ်ကိုမဖြည့်ခင်တော့ agency ကဘယ်လောက်ရဲလို့အောင်သွားခဲ့ရင်သူတို့မတတ်မှတ်သေးပါဘူးဗျပထမကျွန်တော်ကပြောတဲ့နှစ်တုပ်ထပ်သွားတဲ့ agency တွေကတော့ဟိုသူနှုံးနေပေါ့ဗျဒေါ်လာဘယ်လောက်ဆိုတော့
တောင်းထားပြီးပါပြီသူတို့ကလည်းဒါ reference ယူဖို့သူတို့လည်းမများအောင်ပေါ့ဗျာသူတို့လည်းမနှဲအောင်ပေါ့အဲ့လိုမျိုး reference ယူပြီးတော့လောက်ရတာရှိပါတယ်ဗျအဲ့ဒါနဲ့ကျွန်တော်တို့စစ်စစ်ပေါ်ဖြေလေးဖြေကြတော့ရောက်100ဝန်းကျင်ရောက်100ဆိုဖြေရပါတယ်ဗျကျွန်တော်တို့အကြောင်းမှာဖြေတော့အပြင်ကလူရောအကြောင်းကလူရောအကုန်ဖြေကြတယ်ဖြေတော့2ရက်ခွဲဖြေရပါတယ်ဗျဖြေတဲ့ပုံစံကဒီမှာကျွန်တော်နည်းနည်းလေးရှင်းလုပ်ပါတယ်ဖြေတဲ့ပုံစံကတော့ကျွန်တော်တို့မနက်ပိုင်းမှာတတုတ်ခွဲဖြေပါတယ်ဖြေတဲ့ပုံစံကမနက်ပိုင်းမှာတက်တွေ့အရင်စော်ပြရပါတယ်ဗျအဲ့ဒီရောက်50ကတက်တွေ့အရင်စော်ပြရတယ်ဝရင်ကန်းထဲမှာတက်တွေ့အရင်စော်ပြီးမှကိုရီးယားသားရဲ့လာတဲ့ agency ရဲ့ကြည့်တယ်ပေါ့နော်သူတို့မှာအများကြီးပညာရှင်တွေပါလာပါတယ်ဝရင်နဲ့ပတ်သက်တဲ့ပညာရှင်တွေပါလာပါတယ်ဒီမှာကျွန်တော်တို့ကိုရီးယားရောက်တော့လေတကယ်သင်တန်းနည်းပြကိုလည်းလာပါတယ်ဗျဒီဝရင်ပညာကိုသင်တန်းနည်းပြကိုလည်းသူလည်းပါလာပါတယ်သူကဒီဝရင်ကျောင်းမှာအောက်ကကျောင်းမှာသူကလောက်ပိုင်လို့ရှိတဲ့သူပါသူကကျွန်တော်တို့စော်တဲ့တံပြားတွေကိုကြည့်တယ်သူကကြိုက်ပြီးဆိုတော့မှအဲ့ဒီကိုစင်းမှတဲ့ခုံတော့ဘလောက်နာမည်ဘသူပေါ့အဲ့ဒီကိုဖက်ရှေ့မှာတော့ထိုင်အဲ့ဒါကျောင်းပေါ်တက်ကမယ်ကျောင်းပေါ်တက်မယ်ဆိုတော့ကျောင်းပေါ်ကရုံးခန်းထဲမှာတကယ်အင်တာဗျူးဖိုင်တယ်ပေါ့နော်လူချင်းတွေ့ပြီးတော့မေးမဲ့လူအပေါ်မှာစောင့်နေအဲ့အပေါ်ရောက်ဖို့အတွက်ကိုကျောင်းအောက်ကကကျွန်တော်တို့ဝရင်ကျောင်းမှာတကယ်စော်ပြရပါတယ်ဗျအဲ့တကယ်စော်တဲ့ထဲမှာသူကပယ်ခြင်းလို့ပယ်တယ်သူမကြိုက်တဲ့လက်ရသမားတွေကိုပယ်အဲ့ပယ်သွားတဲ့လူတွေကတော့ကျောင်းပေါ်တက်ခွင့်မရှိတော့ပါဘူးနံပါတ်1မှာလည်းပြုတ်သွားအဲ့ကျွန်တော်တို့ကတော့နံပါတ်1မှာအဆင်ပြေတယ်သူရဲ့မျက်မှာမျက်လုံးထဲမှာအဆင်ပြေတယ်အဲ့နံပါတ်ဖယ်ပြီးတော့မှဒုတိယအဆင့်ကျောင်းကန်းပေါ်တက်တာပါတယ်မှာကျောင်းကန်းပေါ်ပေါ်တက်ကိုတက်တဲ့ချိန်မှာအပေါ်မှာလည်းစကားပြန်ကိုတယောက်နဲ့သူကလည်းခုချိန်ဒီမှာရှိပါတယ်ကျွန်တော်တို့လည်းဆက်ဆက်ရကူညီပါသူကအပေါ်ပိုင်းမှာကျောင်းကန်းပေါ်ကဒီတိုင်းဖိတူဖိဖြူးမဲ့လူနဲ့သူကစကားပြန်ပေးရတဲ့အကိုပါအောက်ကျွန်တော်တို့ကဝရင်ကျောင်းမှာကြတော့လေအကိုတယောက်ပါပါတယ်စကားပြန်ကိုတယောက်ပါပါတယ်စကားပြန်2ယောက်နဲ့ပါကျောင်းအောက်မှာ1ယောက်လက်တွေ့မှာ1ယောက်အပေါ်မှာကဖိတူဖိဖြူးမဲ့လူက1ယောက်အဲ့လို2ယောက်ပါလာပါတယ်ဗျအဲ့ဒါနဲ့ကျွန်တော်တို့ဒီလက်တွေ့မှာဖယ်တဲ့လူတွေပေါ့နော်ကြိုက်တဲ့လူတွေစကားတင်တဲ့လူတွေကိုသူတို့ပယ်ပါတယ်အဲ့လူတွေကို9ယောက်စီ9ယောက်ကြီးကျောင်းကပေါ်တက်တာပါတယ်ဗျအဲ့9ယောက်စီခန်းထဲဝင်တဲ့ချိန်မှာသူတို့2ယောက်ကစပွဲပေါ်မှာထိုင်နေပါတယ်2ယောက်ဘက်က9ယောက်ကလည်းမနေ့ချင်းတိုင်းမှာထိုင်ရပါအဲ့ဒီထိတ်ကနေပြီးတော့စမေးပါတယ်အဲ့မင်းတို့လည်းနာမည်ပြောတတ်ထိုင်မိတ်ဆက်ပေါ့လေပမာလိုပဲပြောရတာပါစကားပြန်နဲ့ကိုကတောက်လျှောက်ပြန်ပေးနေရပေါ့နော်9ယောက်ထဲမှာပြောရဲပမာလုတ်ခဲတယ်သူကလုတ်ခဲတာတွေလုတ်တတ်တာတွေပြောပြတော့ဗျာပြောတဲ့ချိန်မှာသူကသူ့နာမည်နဲ့သူ့ဖိုင်တော့တိုက်ကြည့်ပြီးမျက်နှာကိုလည်းကြည့်တယ်ဒီလိုဟုတ်ပြီပြောသူအမှအမှတ်တွေလိုက်ပေးနေဗျာသူမာရီပေးနေကျွန်တော်လည်းမသိဘူးဗျာအမှတ်တွေပေးနောက်တော့လည်းစီပြောပြီးသွားတဲ့အချိန်ကျတော့ကိုလိုင်းကစစ်တယ်လက်တွေဆန့်ပြရတယ်ဒါမျိုးတွေလုပ်ပြရတယ်ပေါ့ဗျာထိုင်ထားနေနေပါလုပ်ပြရတယ်ကိုလိုင်းကပတ်လက်ကြည့်ရပေါ့အကုန်လုံးပေါ့ကြည့်ပြီးတော့အဲ့ဒါသူ့အမှတ်ထားတယ်အဲ့ချိန်မှာကျွန်တော်တို့ဘယ်သူအောင်လဲတော့မသိသေးပါဘူးဗျာအဲ့ချိန်မှာကဲဖြေလို့တော့ပြီးပြီကြိုက်ကြည့်မကြိုက်အောင်ကြီးမအောင်ကြီးရတော့ကဲသူ့လိုပန်းဖြစ်သွားပြီငါတို့ကတော့အကောင်းဆုံးလုပ်ပြီးသွားပြီဒါပေမဲ့ကျောင်းကတော့အောင်စင်းရဲ့ကိုတော့သူတို့ကတော့3ရက်လောက်နဲ့တည်တယ်လို့ပြောပါတယ်ကာကြီးသားတွေဒီကိုရီးယားနိုင်ငံမှာပြန်ခင်မှာဘယ်သူအောင်လဲဆိုအကုန်လုံးပေးခဲ့ပြီးပါပြီဗျာကျွန်တော်တို့ရှီကိုအတီးတင်းကျင်ညာဖို့အကြောင်းအနေဖုံးဆက်ပြီးတန်းခေါ်ဖို့ကတော့တစ်ပတ်10တော့ကျွန်တော်စောင့်နေရပါတယ်ဗျအဲ့ဒီတစ်ပတ်10ရက်ကတော့တော်တော်လေးကိုရေကုန်မှနေရတဲ့ခိုက်တန်တွေပါဖြေတာကအရောက်100ဘယ်တော့အောင်မှလည်းမသိဘူးအဲ့လိုနဲ့ကျောင်းကြပါတယ်100ဖြေတဲ့ချိန်မှာအရောက်30အောင်ပါတယ်အဲ့တော့အဲ့ချိန်မှာလည်းမပြီးသေးပါဘူးဗျကိုရီးယားတော့ပိုင်လို့ဗျသူတို့ကတော့မနက်ပိုင်းကို10လောက်ကြာတဲ့အချိန်မှာမနက်ပိုင်းရုံးကစီးလေးလိုက်ပြီးဖုန်းနေဆက်ပါတယ်ဗျအောင်တဲ့လူရောက်30ကိုဖုန်းနေဆက်ပြီးတော့ဘိုးကတော့အောင်နေတဲ့ဘယ်နေ့ပဲအကြောင်းလာခဲ့ပါစာချုပ်ချုပ်ရမယ်ဘာလို့ရမှာညာလောက်မှာပေါ့ဗျာအဲ့ဒါတွေသူကလှမ်းခေါ်တယ်ဘယ်နေ့ပဲရဘယ်နိုင်လာလို့ဒါပေမဲ့90တောင်ကြာတယ်ဆိုတော့ဒီထဲမှာကိုယ်တငယ်ချင်းတွေပါပြီးတည်ကြတယ်ဒါလည်းတစ်မျိုးပေါ့ဗျာကိုယ့်အတွက်ပြီးတော့လည်းသူများအတွက်ပေါ့အဲ့ဒါနဲ့စီးလေးပြောတဲ့ရက်ကိုအကြောင်းရောက်တော့မှကျွန်တော်တို့ကဘယ်သူအောင်နေဘယ်သူကြားရဲဆိုတော့အကုန်လုံးသိရတော့ဗျအမှန်တည်းတော့ပွက်လို့ရတယ်ပေါ့ဗျပွက်လို့ရတယ်ဆိုတာကတော့ထုံးတဲ့တိုင်းပေါ့ဘာလို့လဲဆိုတော့အယောက်100လုံးမှာအကုန်လုံးစူးစမ်းတဲ့လူတွေပါပဲအောင်တဲ့လူတွေကလည်းအောင်တယ်လို့ကြားတဲ့အယောက်80မှာလည်းတချို့ဆိုရင်ကျွန်တော်တို့လည်းအများကြီးတော်တဲ့ဂျပန်မြန်တွေကိုရီးယားမြန်တွေလည်းပါပါတယ်နိုင်ငံကိုဒီနိုင်ငံပြန်လာတဲ့လူတွေပါပါတယ်ဝရေဦးတော့ကျွမ်းကျင်တဲ့အကိုတွေပါပါဒါပေမဲ့ကိုရီးယားသားတွေဘယ်လိုရွေးချယ်လဲဆိုတာတော့ကျွန်တော်တို့မှန်းလို့မရပါဘူးဒါတွေကတော့သူတို့ကတော့မှန်းလို့လည်းမရအောင်ကျွန်တော်တို့ဝေလမ်းမွေပါတတ်ပါအောင်ကျွန်တော်တို့အနေထားနဲ့သူတို့ကတော့နိုင်ငံတကာပတ်ပြီးတော့ဒီဗီဇာနဲ့တိုက်ပြီးတော့အင်တာဗျူးပြီးတော့ခေါ်နေတဲ့ပုံကိုယ်တွေပါအမှတေချာတဲ့တစ်ခုကတော့နိုင်ငံခြားတွေ့ကြုံများတဲ့လူတွေအောင်လာတာများပါတယ်ဗျကျွန်တော်တို့တိကျပြောရရင်ရောက်30မှာရောက်30ကျွန်တော်တို့ဘက်အောင်တဲ့ထဲမှာကိုရီးယားပြန်လာတဲ့လူကစက္ကန့်လောက်ပေါ့ဗျာပြန်ကြိုးစားပြီးတော့အင်တာဗျူးမှာလည်းသူတို့ကိုရီးယားလိုဖြေတာပါဗျစကားပြန်တော့သိမလို့ပါဘူးသူတို့က10ယောက်ပါပါတယ်ကျန်တဲ့တခြားမလေးပြန်စင်ကူပြန်ကလည်း9ယောက်ပါပါတယ်ဗျလုံးကဘယ်နိုင်ငံမှမရောက်ဘူးလေလူဆိုတာတော့10ယောက်မပြည့်ပါဘူးဒီ30ပေါင်းလိုက်ရင်တော့အဲ့တော့သူ
သူတို့ရဲ့အကြိုက်ကတော့နိုင်ငံခြားပြန်အတွေ့အကြုံရှိတဲ့သူဆိုပြီးအဲ့ချင်းကြီးဒီပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဥက္ကဋ္ဌကြီးပေးတဲ့အကြံကတော့သူကတော့မဖြူမငယ်မခွဲပါဘူးကိုကျောင်းသားရဲ့သူများကျောင်းလာဖြစ်ရဲ့လူတွေလည်းမခွဲပါဘူးသူလည်းအရန်သဘောကောင်းတဲ့လူပါဗျသူကဘလို့ကြံပြီးလဲဆိုတော့ဟျောင်းနေမျိုးကောင်းနေအောက်မှာအောင်လာရင်ကျောင်းပေါ်ရောက်တဲ့ချိန်မှာသူကတော့လန်ခူလက်ကနေဖြတ်ပြီးတော့ကြံပေးနေတာပဲပြုံးတာမင်းတို့မျက်နှာတွေကိုပြုံးတာပထမဆုံးပြုံးတဲ့ပြုံးကအရေးကြီးဆုံးပဲသူကတော့ဒါအကောင်းဆုံးကြံပေးတာပေါ့ဗျာအဲ့လိုနဲ့ကျွန်တော်တို့အောင်တဲ့ဖွဲ့တွေရောက်30ကိုဥက္ကဋ္ဌကြီးကခေါ်တွေ့ပြီးတော့မှကျွန်တော်တို့ကျောင်းဥက္ကဋ္ဌကြီးကခေါ်တွေ့ပြီးတော့မှ agent ကကို agency fee ကိုစတင်သတ်မှတ်ပါတယ်ကျွန်တော်တို့ဒေါ်လာ6000ပေးရပါတယ်ဒေါ်လာ6000ကိုခွဲပြီးတော့သွင်းရပါတယ်ဗျ3ချိန်ခွဲပြီးသွင်းရပါတယ်မသွားခင်မှာဒီထဲမှာလည်းလက်မှတ်ဖို့ပါအပါပါအဲ့တော့တနင်္လာအောင်ပြီးတဲ့အရောက်30မှာလဲဘာသာစကားမလိုဘူးဆိုပေမဲ့ဟိုရောက်ရင်စင်ပြအောင်လို့ဆိုပြီးကျွန်တော်တို့ကျောင်းရဲ့ဥက္ကဋ္ဌကြီးကနေမှတင်တန်းဆရာမတက်ကိုခေါ်ပြီးတော့ကျွန်တော်တို့သွားမဲ့ရောက်30ကိုကိုရီးယားဘာသာစကားကိုကျောင်းမှာမသွားခင်တလားကြော်ကြော်သင်ပေးပါသေးတယ်ဗျကျွန်တော်တို့အင်တာဗျူးအောင်ပြီးတော့3လလောက်ဆောင်လာပါတယ်စာစတဲ့ကိစ္စတွေလုပ်နေတာဘာညာဆေးစစ်တာနဲ့ကျွန်တော်တို့ဒီဘက်မှာလည်းလူထီပြန်မဲ့စာစတဲ့နေဒါတွေကတော့အရင်ရှိမှာပါပြောပြရင်ဒီကျောင်းတွေကတော့အဲ့ဒါတွေလုပ်နေတဲ့ဒီ paper work process ရနေတဲ့အချိန်မှာကျွန်တော်3လလောက်ဆောင်ပါပါတယ်အမိုးပဲအောင်ပြီးအင်တာဗျူးအောင်ပြီး3လလောက်နေတော့ကျွန်တော်တို့2024နှစ်လပိုင်း28ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်အဲ့ဒီတော့ဒီဗီဒီယိုလေးမှာကျွန်တော်ညီကိုများစူးစမ်းနေတဲ့ညီကိုများကျွန်တော်မိဘများ E73 visa ကဘယ်လောက်ကုန်နေဘယ်လောက်ကြာအောင်စူးစမ်းခဲ့ရတယ်ဆိုတဲ့အကြောင်းကိုသိရှိသွားမယ်လို့ဘယ်လောက်ခက်ခဲမယ်ဆိုတာလည်းသိရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ထပ်ပြီးတော့ကြံပေးချင်တာကနောက်လာမယ့်ညီကိုများဒီတော့ပင်စူးစမ်းစီကမူအောင်ခဲ့သည်ရှိတော့လိုရမယ့်အကြံပေးချင်တာကတော့ကျွန်တော်ဘဝအတွေ့အကြုံနဲ့ကားလိုင်စင်ကိုမှရှိခဲ့ရင်ဗမာပြည်မှာရှိခဲ့ရင်မရှိခဲ့ရင်လည်းလုတ်ခဲ့ပါဗျလုတ်ပြီးတော့အဲ့တော့နှုတ်ထီပြန်လာခဲ့ပါဒီမှာကိုရီးယားနိုင်ငံမှာကားလိုင်စင်လုတ်ကြတာအရန်လွယ်ပါတယ်တစ်ခါလုတ်လို့အောင်မြင်သွားရင်သူတို့10နှစ်ပေးပါတယ်ဗျကိုရီးယားလိုင်စင်ကားလိုင်စင်တက်တန်းက10နှစ်ပေးပါတယ်ဒီလိုင်စင်ရှိတဲ့လူနဲ့မရှိတဲ့လူကတော့ဒီမှာအများကြီးကွာပါတယ်ရှင်မောလိုင်စင်ရှိခြင်းအဖြစ်ကိုမှဆိုင်ကယ်ဝယ်စီးတာအစဗျဘယ်ဒီပင်းဝယ်စီးတာအစတင့်တယ်ပါတယ်လိုအပ်ပါတယ်ကျွန်တော်တကယ်ရင်းနေဒီရောက်လို့ကားဝယ်စီးနေတဲ့လူတွေလည်းရှိပါတယ်ဗျဒီမှာဘုဒ္ဓတာအနေနဲ့ကားဝယ်စီးရင်ဒီမှာကကျွန်တော်တို့လာစားရဲ့3လစားပေါ့ဗျာကိုရီးယားဝန်ငွေ350 60ဆိုရင်တော်တော်ကောင်းတဲ့ကားကိုစီးလို့ရပါတယ်ဗျကျွန်တော်တစ်လောက်320ပဲထားပါအောင်ကိုအိမ်ပို့ပြီးတော့စုမယ်ကားဝယ်ဖို့တည်းရည်ရွယ်ပြီးစုမယ်ဆိုရင်လုံလုံးစုရရင်အိမ်ကိုလွှဲပြီးပေါ့ဗျာအိမ်ကိုဈေးသုံးမဲ့လွှဲရမှာပေါ့ဒါကားဝယ်မယ်ဆိုရင်ဒီမှာချက်ရှိတယ်ဆိုရင်တော့3လ4လလောက်ချစ်ချစ်ကိုစုလိုက်ရင်ကားတစ်စီးရောက်ဝယ်စီးလို့ရပါတယ်ဗျဒါပေမဲ့မလိုအပ်ရင်လည်းမစီးပါနဲ့ဘာဖြစ်လို့လဲဆိုတော့အခွန်အရန်စီးကြည့်ပါတယ်အမှကျွန်တော်တို့ agency fee ကိုပြန်သွားလိုက်ရအောင်ကျွန်တော်တို့6000ကုန်တယ်ဆိုတော့ကအဲ့တော့ဒေါ်လာစီ4000နဲ့မြောက်လိုက်ရင်64သိန်း240ပါကျွန်တော်တို့ရဲ့ဒီနှစ်နှစ်ဝန်းကျင်ကြိုးစားခဲ့ရတဲ့အချိန်မှာတင်နာမှာတက်ခါတဲ့တန်ပြားကြီးနည်းနည်းပေးရတာပေါ့ဗျာအဲ့ဒါဒီအားလုံးလမ်းစိတ်ကောပါအောင်နေရလူတွေဆိုလဲအိမ်ငါးစိတ်ပေါ့ဒါတွေပေါင်းလိုက်ရင်ကျွန်တော်ရန်ကုန်လူတွေအတွက်ကတော့ကျွန်တော်တို့တပ်ပလာနာတော့8000အထက်လောက်ကုန်ပါတယ်ဗျအားလုံးဒေါ်လာ8000ထက်လောက်ကုန်ပါတယ်အခုဆိုရင်တော့အခုလည်း A73 ကိုလုပ်နေတဲ့ agency တွေရှိပါတယ်8000 8500 9000 1000ဝန်းကျင်ပေါက်နေပြီလို့ကျွန်တော်တို့သိရပါတယ်ဒါကတော့ agency fee ပါပဲဗျကျန်တဲ့လမ်းစိမ်းနဲ့တင်တန်းကြီးပါညာညာဒီထက်ပိုပြီးတော့ကုန်ဖို့ရှိပါတယ်အခုကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာ E73 ကတိုးချဲ့ပြီးတော့ခေါ်နေတယ်လို့ကျွန်တော်တို့တန်နေကြရပါတယ်သတင်းတွေကြားရပါတယ်ဘာလို့ခေါ်နေလဲဆိုတော့ကျွန်တော်တို့တော့ကတော့ warning တစ်မျိုးတည်းခေါ်တာပါအခုကတော့ pipe fitter ခေါ်တယ်ဆေးမှုတ်တဲ့လုပ်ငန်းတွေခေါ်ပါတယ်ဂလိုက်တာကြောက်ဆက်တိုက်ရတဲ့လုပ်ငန်းတွေလည်းတိုးချဲ့ပြီးခေါ်နေတယ်လို့ကျွန်တော်ကြားသိရပါတယ်ဗျအဲ့ဒါတွေကိုလုပ်ကိုင်နေတဲ့ agency တွေလည်းရန်ကုန်မှာရှိပါတယ်ဗျဈေးမျိုးမျိုးနဲ့ပေါ့ဗျာဒေါ်လာဈေးမျိုးမျိုးနဲ့သူ agency fee မျိုးမျိုးနဲ့လက်တင်တို့လုပ်နေတယ်လို့ကျွန်တော်သတင်းရရှိပါတယ်အဲ့ဒီမှာလည်းကိုညီကိုတွေထွန်းခြင်းဝင်ရောက်ပြီးတော့ထွန်းလို့ရပါတယ်စောင်းရန်ရှောင်းရန်လေးအကြံပေးချင်တာကတော့ကိုနဲ့လက်တွဲပြီးတော့ကိုအနှံ့ပြီးတော့လုပ်မဲ့ agency အကြောင်းတော့ဂါကနာနာသိဖို့လိုပါတယ်ပြီးတော့စကားပြောရင်လည်းသိပါတယ်ဗျကိုဘက်ကစဉ်းစားချင်းတချို့ agency တွေကဆက်အပ်တဲ့ကကြိုတင်ငွေတွေဗားတွေညာတွေကြိုတောင်းလာတာရှိပါတယ်ဗျဒါတွေကတော့မဖြစ်တဲ့ကိစ္စတွေပါဒါတွေကမလုပ်တဲ့ကိစ္စတွေလည်းဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကလူငယ်တွေလမ်းပြောင်းနေကြတာများပါတယ်အားကိုးရတစ်ခုအနေနဲ့သူများနိုင်ငံကိုသွားပြီးအလုပ်လုပ်ဖို့အတွက်အကြောင်းမျိုးနဲ့ဘလောက်ကုန်ကုန်ဆိုပြီးတော့လုပ်နေတဲ့အချိန်မှာဒီလိုအသာစီးနဲ့လုပ်နေတဲ့ agency တွေရှိပါတယ်ဗျဒါတွေတော့ကိုစူးစမ်းနေတဲ့ညီငယ်တွေရှောင်ရှားစေချင်ပါတယ်ခေတ်အဆက်ဆက်မှာခေတ်မျိုးမျိုးမှာတော့ဒီလို agency တွေကတော့ရှိကိုရှိနေမှာပါပပြမှာလည်းမဟုတ်ပါဘူးအဲ့တော့ကိုနဲ့လက်တွဲပြီးလုပ်မဲ့ agency ကြောင်းတော့ဂါကနာနာသိဖို့လိုပါတယ်ဘာတစ်ခုမှမရေရမသေးကြသေးပဲနဲ့ခုဘက်က
ဒေါ်လာတွေဂျိုသွင်းတာတွေဂျိုတွင်ငွေတွေပေးတာတွေသူတို့ဘက်ကတောင်းတာတွေရှိခဲ့မလုပ်ပါနဲ့တေချာတဲ့ရှိကိုပြောင်းပါနောက်တစ်ခုကျွန်တော်ပြည်ပထွက်လို့မဲ့လုံသမားတွေမှာ agency နဲ့တွေ့ပြီဆိုရင်အယိုးဆွဲနေတဲ့အကျင့်တစ်ခုရှိပါတယ်လူရှိန်တာကြောက်တာဥက္ကဋ္ဌဆိုတဲ့လူမျိုးနဲ့တွေ့ရင်ကြောက်တာ agency passion နဲ့တွေ့ရင်ကြောက်တာဒါတွေကမဆိုင်ဘူးဗျကိုကတကယ်ကိုကဖောက်တယ်ကိုက customer လို့သဘောထားသူတို့ကကိုအောင်မြင်လို့ဒီကိုသွားနေတဲ့နိုင်ငံကိုသွားမှာသူတို့ကစားပစ်ကြည့်ရသူတို့ရဲ့ကိုကိုလုတ်ပေးတဲ့ဝန်ဆောင်ကသူတို့ကရမှာဖြစ်ပါတယ်အဲ့တော့ကိုက customer ကိုမသိတာကိုတင်းတင်းရင်မေးပါမသိရင်မသိဘူးပြောပါကိုသိချင်တော့မေးခွင့်ရှိပါတယ်ဝိလက်ကြောင့်မဖြေလို့မရပါဘူးကိုသိချင်တော့တိတ်တိတ်ကြကြမေးပါတေးကြရဲဆိုရင်တော့ပေးရရှိအောင်ပေးရမှာတော့ကိုတာဝန်ပါဗျတေးကြအောင်မေးဖို့လေးလာစုံစမ်းဖို့ကကာယကရှင်ရဲ့တာဝန်ပါအဲ့လိုမသေးချာမှုတွေမရေရာမှုတွေထင်ကြီးမှုတွေဇဝေဇဝါဖြစ်မှုတွေငကိုတွေကကြောက်တာတွေရှိန်တာတွေကြောင့်ကျွန်တော်တို့တွေလိန်ခံနေရတာတွေများနေပါပြီအဲ့ဒီတော့ကျွန်တော်တို့ E73 နဲ့ခုနလိုဖြတ်ခဲရတဲ့အခက်ခဲတွေကုန်ကြငွေတွေပေါ့ဗျာနောက်တစ်ခု E73 ရဲ့အခွင့်အရေးက okay အဲ့လောက်ကုန်ခဲ့ပြီကျွန်တော်တို့6000ပဲထားပါတော့ကျန်တဲ့အသုံးစရိတ်ကတော့သူနဲ့ကမတူဘူးပေါ့ဗျာနေတဲ့လူကနေသလိုကုန်တယ်ဝေးတဲ့လူကဝေးသလိုကုန်လိမ့်မယ်ကြာကြာကြီးနှစ်နဲ့ကြာကြီးဒီ agency နဲ့လက်တွဲပြီးကြာကြာလောက်တဲ့လူကလည်းဈေးစကားတွေပို့ပြီးကုန်လိမ့်မယ်တယောက်တော့မတူဘူးဒါပေမဲ့6000ချင်းကတော့ပုံပေးခဲ့ရတာတူတယ်နှစ်ကြိမ်သုံးကြိမ်ခွဲပေးခဲ့ရတာတူပါတယ်ဒီမှာစကားဖြတ်လို့ကျွန်တော်တို့ပို့ပေးတဲ့ဥက္ကဋ္ဌကြီးကသူအုံမန်းနဲ့ကျွန်တော်တို့ချီးလိုက်ပါသေးတယ်ဗျဒေါ်လာ3000တန်စီ4000တန်စီတချို့ဆိုတော့6000လုံးယူလာတဲ့လူတွေရှိပါတယ်ဗျအဲ့လောက်ဖြူကောင်းပါတယ်အဲ့တော့ကျွန်တော်တို့မှာကတင်တန်းတက်တော့မှ3စရိတ်တွေရဲ့အပြင်ကယူထားတဲ့အတိုးနဲ့ယူထားတဲ့အကျွေးတွေရဲ့ agency ကပို့လိုက်တဲ့အကျွေးတွေရဲ့အကျွေး9000 8000လောက်ပါလာပါတယ်ဒီရောက်တဲ့ချိန်မှာဒါပေမဲ့ E73 နဲ့ဒီရောက်လာရင်ကျွန်တော်တို့ဒီမှာဘန်ချင်းကိုချိလို့ရပါတယ်ဗျဒီမှာရောက်ပြီးချင်း2ပတ်လောက်တွင်းမှာ ID card လောက်ရပါတယ်ကျွန်တော်အလုပ်သမားကပ်ပေါ့ဗျအဲ့ဒါရပြီးဘန်အကောင့်တစ်ခုကိုကျွန်တော်တို့ကုမ္ပဏီကဖွင့်ပေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ချီးငွေလျှောက်လို့ရပါတယ်ဒီမှာချီးငွေပေးတဲ့ဘန်တွေအများကြီးရှိပါတယ်ဗျအမှလည်းမြန်မာကိုယ်စားလှယ်တွေအများကြီးရှိပါတယ်မြန်မာဝန်ထမ်းတွေအများကြီးရှိပါတယ်မြန်မာလိုပဲပြောပြီးချီးရတာပါသူတို့လိုအပ်တဲ့စာတမ်းစာချုပ် passport mate to က ID card ရှင်းနောက်တွေအဲ့ဒါတွေလိုအပ်တဲ့ဟာတွေသူတို့ဖုန်းကတစ်ဆင့်ပို့ပေးပြီးသွားပြီဆိုရင်ဘယ်လောက်လိုချင်လဲစာချုပ်တက်တမ်းဘယ်လောက်ရှိရင်ဘယ်လောက်ရမယ်သူတို့ကပြန်ပြောပါတယ်ကျွန်တော်တို့ဖွဲ့စုံရောက်အောင်တစ်နှစ်စာချုပ်ချုပ်ပါတယ်ချုပ်တဲ့ချိန်မှာကျွန်တော်တက်တမ်းတစ်နှစ်ရှိတဲ့အတွက်ကျွန်တော်300ထက်ယူလို့ရပါတယ်ကိုရီးယား1 300ထက်ကိုရီးယား1 300ကိုကျွန်တော်တို့ရောက်တဲ့2024တုန်းကငွေဈေးက3ချက်စုံပေါက်နေပါတယ်ကိုရီးယား1တစ်ချက်ကိုမြန်မာငွေ3ချက်စုံပေါက်နေပါတယ်အဲ့ဒီချိန်မှာ3နဲ့ပဲမြောက်ကြပါစို့ဗျာကျွန်တော်တို့ရောက်အောင်ချင်းချီးကြတယ်ပေါ့မချီးရလူတွေရှိပါတယ်ကျွန်တော်တို့ချီးတဲ့အဖွဲ့တွေကတော့နောက်ကျောင်းကအချင်းမြန်ကြည်ချင်းလို့ချီးတဲ့အဖွဲ့တွေကတော့300စီယူရပါတယ်အဲ့ဒါကို3နဲ့မြောက်လိုက်မှာငွေ300စုံရပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ချက်ချင်းပြန်လွှဲပြီးတော့2လအတွင်းမှာပဲရောက်2လအတွင်းမှာပဲမှာပြီးရအကျွေးတွေကို agency အကျွေးရဲ့ dividend အကျွေးအတိုးစားတွေကျွန်တော်စနိုင်ပါတယ်ဗျကျန်တာလဲကျန်တာပေါ့ဗျအဲ့ဒါကိုဒီမှာချီးတဲ့အကျွေးကိုကျွန်တော်9လနဲ့အရှိကြပေးပြီးတော့ဖြတ်ပါတယ်9လမှာကျွန်တော်ဒီမှာချီးတဲ့300ကိုခြေသွားပြီးတော့ဟိုကပါလာတဲ့အကျွေးရောဖဲ့ဆိုင်ဆိုင်ရင်းနဲ့ကျွန်တော်တို့8လ9လလောက်မှာဗမာပြည်ကပါလာတဲ့အကျွေးအလုံးခြေသွားပါတယ်အဲ့ဒီတော့ E73 နဲ့ဒီလိုလာမယ်ဆိုရင်တော့ကျွန်တော်တို့ဖြတ်သန်းမယ်ခက်ခဲရှိတဲ့တောင်တွေဒါတွေတော့မဖြစ်မနေကြောရမှာဖြစ်ပါတယ်ဒီရောက်လာရင်တော့ရမယ်ခွင့်ရေးတွေလည်းရှိပါတယ်အဲ့ဒီတော့ကျွန်တော်ဒီထဲမှာတခု highlight လုပ်ချင်တာက E73 ထဲမှာE73 visa နဲ့ဒီကိုရောက်ခဲ့ရင်ကျွန်တော်တစ်နှစ်ပြည့်အောင်လုပ်မယ်စီကနဲ့လည်းညီညွတ်အောင်နေမယ်ဆိုရင်ဘာဘူးတွေမှာလည်းချိုးပေါ်တာမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ဇနီးမယားသားသမီးရှိတဲ့တယောက်ပေါ့ဗျာသားသမီးတယောက်ရှိတဲ့အိမ်သူသားသမီးမရှိတဲ့အိမ်သူဆိုရင်ကျွန်တော်ဇနီးမယားကို up 3ဆိုတဲ့မိခိုဗီဇာနဲ့ခေါ်လို့ရပါတယ်ဗျကိုရီးယားနိုင်ငံကိုဒီအကြောင်းကိုကျွန်တော်နောက်ဗီဒီယိုမှာအကျယ်တုံးဝင်ဒီမျိုးသမီးခေါ်ဖို့အတွက်ကိုယ့်ရဲ့အိမ်အောင်ဘက်ခေါ်ဖို့အတွက်ကိုဘာတွေလိုအပ်တယ်ဘယ်လိုစားစရာတွေပြင်ဆင်ရမယ်ဆိုတဲ့အကြောင်းကိုဒီရောက်ရင်လည်းဘာတွေဆက်ပြီးလုပ်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဆက်ပြီးတော့လုပ်ဖို့အစီအစဉ်ရှိပါတယ်ဗျဒီမှာကြော်ညာလေးတစ်ခုကကိုယ့်ရဲ့အိမ်အောင်ဘက်မျိုးသမီးခေါ်မယ်ဆိုရင်အရင်ကြီးတော့မခက်ခဲပါဘူးကျွန်တော်တို့ E73 ဗီဇာသမားတွေကခက်ခဲတာတစ်ခုကတော့ငွေကြီးပါပဲအရင်ကြီးမခက်ခဲဘူးဆိုတော့ကကိုရီးယားဘက်ကတော့ဝယ်ကမ်းပါဗျဘာလို့ဝယ်ကမ်းလဲဆိုတော့အိမ်အောင်တဲ့မျိုးသမီးရောက်လာတဲ့အိမ်အောင်ဘက်နဲ့ဒီမှာနေကြတဲ့ဆိုရင်အိမ်ငါးကားတွေကလေးပိုင်အကြောင်းထားမဲ့ဟာဒီဘက်ဆန်တဲ့သူ့နိုင်ငံရမှာပါဗျအဲ့တော့ကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောခဲ့သလိုပဲသူတို့ကဒီမှာရှာတဲ့ပတ်စံကိုဒီမှာများများအသုံးလေသူတို့အိတ်ကတ်တော့ပြန်ဖိတ်လေပူကြိုက်လေးပါပဲဗျအဲ့တော့ခေါ်မဲ့ကာယကရှင်ကချိန်ရမှာကိုအိုးနဲ့ကိုဆန်ချိန်ဖို့ပဲရှိပါတယ်အရင်တော့ခက်ခဲမနေပါဘူးဒါကတော့ E73 ရဲ့ original ရပိုင်ခွင့်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာ E9 အကြောင်းရယ် E73 အကြောင်းရယ်ကျွန်တော်သိသလောက်ကျွန်တော်ဖြတ်တန်းခဲ့တဲ့ကိုလိုလေးတွေနဲ့ပြ
ပြန်လည်မျှဝေပေးတော့တာဖြစ်ပါတယ်စေတနာအပြည့်နဲ့အားလုံးဘုသူဒ္ဓရကြပါစေလို့လည်းမျှော်လင့်ပါတယ်ဘုသူဒ္ဓရမယ်လို့လည်းယုံကြည်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်